အော်လူနာပဲမမြင်လိုက်လို့နော်ဗျတော်သေးတော့ပေါ့တေးမဲ့သူဆိုတေးနေတော့ပဲတေးတာဆရာဝန်ကသူ့သွေးနဲ့သူကြောင်နေလို့ဆိုပြီး လူနာတေးလောက်မဲ့ပုံလည်းမပေါ်ပါဘူးတကယ်လို့တေးမဲ့တန်ရထားရင်လည်းဒီလိုတော့ကိုယ်ဆောင်နဲ့ကိုလာနိုင်မှာမဟုတ်ဘူးမလား ဘာခမရဆရာဝန်ဖြစ်ပြီးစကားကိုဘာလို့ကတိကတ်တက်ပြောနေရလဲ ဒီကလူနာလည်းကတိကတ်တပြောတာဟုတ်ဗျ ထားပါတော့ဒါနဲ့ကျွန်တော်ဘာလို့လူနာလို့ခေါ်နေရတာလဲကျွန်တော်မှနာမည်ရှိတယ်ဗျ ဒီကလူနာနာမည်မှမပြောတာဟုတ်ကဲပြောနာမည် ခန့်ညာလုံး လူနဲ့နာမည်နဲ့တခြားစီ ဘာ ဘာမှမဟုတ်ပါဘူးအသက်ကရော 20နဲ့ အော်လေသေးတာပဲ ခမရတက်ကဘယ်လောက်မို့လို့လဲ ကျုပ်တက်က20ခုဒါနဲ့မင်းရောငါ့ကိုဘာလို့ခဏလို့ခေါ်နေရတာလဲနာမည်မမြင်ဘူးလား စေခန်းထဲဝင်လာတော့အပေါ်မှာတွေ့လိုက်ပြီမဲ့တခြားမကြည့်မိဘူး မသိမှတ်ထားငါ့နာမည်ဒေါက်တာညီဦးရံပဲ အော်ရရန်မို့ ငါမင်းထားတကြီးရနော် အသက်ကြီးတာဘာလို့ရမှာလဲရရန်ကြီးရဲ့ မင်းထားပါတော့မင်းကိုပဲနေရာဘာဖြစ်လို့လဲ အစာကနှလုံးအောက်လို့စေခန်းလာတာဒါပေမဲ့ခုမအောင်တော့ဘာလို့လဲသိလား ဘယ်သိမလဲ ခန့်ညာလုံးဆိုတဲ့ကောင်ရဲ့နှလုံးသားကိုအပိုင်ယူသွားရလို့ရှိသွားလို့ ဟမ်ဘယ်လိုလဲမင်းစေးကန်းလာရင်လမ်းမှာကောင်မလေးတယောက်တွေ့ခဲ့လို့မလား ဘယ်ရတာအရင်ရဲ့ခန့်ညာလုံးရဲ့နှလုံးသားကိုကိုယ်ရှိမှထိုင်နေတဲ့ဒေါက်တာညူဦးရဆိုတဲ့သူကပိုင်သိမ်းသွားလို့ပဲ ဟာ ဟန်တွေပါလေလုံးမနေနဲ့ဒီနေ့ကစပြီးခညာလုံးဆိုတဲ့ကျုပ်ကညီဦးရန်ဆိုတဲ့ခမရလေးကိုစပြီးလိုက်တယ်ပထမဆုံးနေ့တွေကတတ်မှတ်ထားလိုက်တော့